ကျွန်တော်ပြောရတယ်ခင်ဗျားဘဝမှာစီးပွားရေးလုပ်ဖို့ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာခင်ဗျားမှားနေတော့မယ်အဲ့လိုမှားမှာကိုလည်းခင်ဗျားကြောက်နေတော့မယ်မှားပြီးရင်ခင်ဗျားအနေနဲ့ညမှာနောင်တတွေနဲ့အဲ့လိုမပြောတာတွေဖြစ်နေတော့ပါပဲကျွန်တော်သိတယ်ကျွန်တော်လည်းနားလေတယ်ဒါလေးဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ဖြစ်ခဲ့ဘူးလားဟုတ်ဗျာအဲ့တော့ဒီလိုမျိုးဖြစ်လေဖြစ်တာရှိတဲ့အမှားတွေတွေကနှစ်ခုကဘာတွေလဲဆိုတာကိုကျွန်တော်နောက်ထပ်7မိနစ်အတွင်းမှာသူတို့ဖြည့်ရှင်းနည်းလေးနဲ့တော့ကွာကျွန်တော်ပြောပြပေးပါမယ်ဒါကြောင့်မို့လို့ဒါလေးကိုသေချာနားထောင်ပေးပါဒါလေးသာသိသွားပြီလို့ရှိရင်ခင်ဗျားဘဝမှာမှားတာလေးတွေကနည်းသွားလိမ့်မယ်မှားတာလေးတွေတတ်တာသွားလိမ့်မယ်လုံးဝမမှားတော့ဘူးလို့တော့ကျွန်တော်အာမမခံပါဘူးမှားတာလေးတွေတတ်တာသွားမယ်လို့ပဲကျွန်တော်အာမခံပါတယ်ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုဆုံးအောင်လိုက်ပါကြည့်ရှုလိုက်ကြပါဦးပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ဆုံးရှုံးမှာကြောက်တာဘာလို့လဲဆိုရင်ကိုယ်မှရှိပြီးသားပိုင်ဆိုင်မှုတွေနာမည်ကုန်သတင်းတွေကိုယ်မှရှိပြီးသားခွင့်လန်းတွေဒါမျိုးတွေကိုကျွန်တော်ဆုံးရှုံးမှာကြောက်တယ်ဘယ်လိုအခြေအနေမှာကျွန်တော်တို့ဒီပြဿနာတွေကြုံရတယ်ဆိုရင်ပိုကောင်းတဲ့အခွင့်အရေးတစ်ခုကိုကြုံတွေ့ရတဲ့အခါမှာဒီပြဿနာကြုံရတဲ့ရှိတယ်ဥပမာလေးတစ်ခုကျွန်တော်ပေးပြမယ်ကျွန်တော်တို့အင်္ဂလိပ်စာနဲ့လေ့လာနေတယ်ဆိုပါစို့အင်္ဂလိပ်စာလေ့လာနေတဲ့အချိန်မှာအင်္ဂလိပ်စာသင်ပေးတဲ့အချိန်ကကျွန်တော်လေ့လာလာစပြီးတဲ့အချိန်ဖြစ်နေတယ်တကယ်ပြဿနာခင်ဗျာလေ့လာစပြီးရင်ခင်ဗျာအဲ့နေကြအဲ့အချိန်ကဖြစ်တယ်အဲ့တော့ခင်ဗျာအင်္ဂလိပ်စာသင်တန်းကိုသွားတဲ့အချိန်မှာအင်္ဂလိပ်စာတိုးတက်လာမယ်လားခင်ဗျာသိတယ်ဒါပေမဲ့ခင်ဗျာဒီအဲ့နေတဲ့တက်တာနေခဲ့တဲ့လေ့လာစပြီးအချိန်မှာအဲ့နေတဲ့အရာလေးကိုအဲ့အချိန်လေးကိုပျက်စီးသွားမှာဆိုတဲ့အတွက်ခင်ဗျာသင်တန်းကိုမသွားဖြစ်တော့ဘူးသင်တန်းမအပ်ဖြစ်တော့ဘူးလိုဟာမျိုးတွေကိုခင်ဗျာလည်းတွေ့ကြုံမှုပဲထင်ပါတယ်နောက်ထပ်စီးပွားရေးဥပမာတစ်ခုကတော့ဗာလဲဆိုရင်ခင်ဗျားရဲ့စီပွားရေးလုပ်ဖို့ရရင်းနှီး3,500ရှိတယ်ဆိုပါစို့အဲ့ဒီ3,500လေးကိုခင်ဗျာပျောက်ပြတ်သွားမှာဆိုတဲ့အတွက်စီးပွားရေးခွင့်တဲ့တစ်ခုပေါ်လာတဲ့အခါမှာခင်ဗျာဒါကိုထပြီးတော့မရှင်းရဲဘူးထပြီးတော့မလုပ်ရဲဘူးဒီလိုမျိုးပါနော်အဲ့တော့ရှိပြီးသား3,500လေးကိုပဲခင်ဗျာမြေကွက်ပဲထဝယ်လိုက်ရမလားရွှေပဲပြေးဝယ်လိုက်ရမလားဒီလိုမျိုးတွေကြုံတွေ့လာတတ်တယ်အဲ့တော့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ရှိပြီးသားဆုံးရှုံးမှာကိုကြောက်ရခြင်းရဲ့ဥပမာလေးတွေပဲဖြစ်တယ်ဒါကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲဆိုရင် solution တွေတစ်ခုကိုကျွန်တော်ပေးကြည့်မယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ zero base question လို့ခေါ်တယ်တကယ်လို့ကိုယ်မှာ3ညဘာမှမရှိသေးဘူးဆိုလို့ရှိရင်ခင်ဗျာဒီတော့တစ်ခုကိုတော့ဖြစ်မှာရှေ့ရဥပမာတဲ့ကျွန်တော်တို့ပြန်ပြီးချိန်ကြည့်ရမယ်ဆိုလို့ရှိရင်တကယ်လို့ကိုကနေခင်းကိုအိတ်နေကြမဟုတ်ဘူးဆိုလို့ရှိရင်ခင်ဗျာဒီသင်တန်းကိုတေချာတော့တက်ဖြစ်မှာပဲတကယ်လို့ကိုယ်မှာရင်းနှီး3,500မရှိဘူးခင်ဗျားမှာရှိတာအကျွေးတွေပဲရှိတယ်ဒီလုပ်ငန်းကိုမဖြစ်မနေလုံးမရတော့မယ်ထောက်ပံ့ကြမိသားစုတွေရှိနေတယ်ဆိုလို့ရှိရင်ခင်ဗျားရဲ့စိတ်ထဲမှာ survival mode ပုံပြီးတော့ခင်ဗျားဒီလုပ်ငန်းကိုလုပ်ငန်းဖြစ်ဖြစ်ခင်ဗျားတေချာတော့လောက်ကပြီးမှာပဲအဲ့တော့ဒါကကျွန်တော်တို့ zero base question လို့ခေါ်တယ်ဒီလိုမျိုးလုပ်တဲ့အခါမှာလည်းကျွန်တော်တို့ကရမ်းပြီးလုပ်လို့မရဘူးကိုသတ်မှတ်ထားတဲ့ criteria ဖြစ်တဲ့ဒီစံနှုန်းလေးတွေလည်းထားရှိရမယ်criteria တွေကဘယ်လိုမျိုးလဲဆိုရင်ကိုကလုပ်ငန်းတစ်ခုကိုလုပ်မယ်လို့စဉ်းစားပြီးပြီဘယ်လိုအခြေအနေမှာလုပ်မှာလဲဘယ်လိုအခြေအနေမှာဆိုမလုပ်ဘူးလေလိုဟာမျိုးတွေကိုလည်းခင်ဗျာကြိုတင်ပြီးတော့သတ်မှတ်ထားတဲ့ねဘာလို့လဲဆိုရင်ခင်ဗျာဒီလိုမျိုးတွေမသတ်မှတ်ထားဘူးဆိုလို့ရှိရင်မြင်သမျှတွေ့ပြီးလုပ်လို့ရှိရင်ခင်ဗျာအလိန်ခံရနိုင်တယ်ဒါကြောင့်မို့လို့ဒီလို criteria လေးတွေကိုလည်းသတ်မှတ်ထားပါလိုအပ်တဲ့ဟာတက်ကြော်လာပြီဆိုလို့ရှိရင်ဒါလိန်နေတာဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့ခင်ဗျာzero base question လေးကိုသတ်မှတ်ထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကမှားမှအောင်ကြောက်တာဘယ်လိုမျိုးမှားမှလဲဆိုလို့ရှိရင်ကိုတသက်လုံးယုံကြည်လာခဲ့တဲ့အရာတသက်လုံးအယိုးဆွဲအောင်ယုံကြည်လက်ခံလာတဲ့အရာတစ်ခုကဥချက်ချင်းထမှားသွားပြီဆိုလို့ရှိရင်ခင်ဗျားတို့အမှားကျော်လက်ခံဖို့ခက်ခဲနေတယ်ဒါကလူတိုင်းမှာဖြစ်တယ်လေကျွန်တော်လည်းဖြစ်ခဲ့ရတယ်ဥပမာလေးတစ်ခုပေးကြည့်အောင်ကျွန်တော်တို့လက်ဝဲအားကစားမှာလက်ဝဲသမားတွေဆိုကြပါစို့အဲ့မှာ तू ကစပြီးတော့ပထမဆုံးပွဲဥတော့ကစားတယ်အသက်ရွယ်ငယ်တုန်းတော့ तू ကရှုံးပွဲမရှိကြိုင်မက်တယောက်ပြီးတယောက်ကိုအနိုင်ယူပြီးတော့ကစားသွားပါပဲဒါပေမဲ့တစ်ချိန်မှာအသက်ကြီးလာလို့ရှိရင်ဇယားကိုမလွန်ဆန်နိုင်တဲ့အတွက် तू ကလည်းပဲနောက်ထပ်သူ့တဲ့အသက်ငယ်တဲ့ပြိုင်မက်ကို तू ရှုံးအောင်ရှုံးသွားပါပဲအဲ့ချိန်မှာ तू ကသူ့ကိုယ်သူတစ်သက်လုံးကရှုံးပွဲမရှိကစားလာတာဖြစ်တဲ့အတွက်ဒါကြီးကိုဒီ record ကြီးကျိုးပြတ်သွားတာကိုသူ့အနေနဲ့ခံစားခက်နေတယ်လက်ခံဖို့ခက်ခဲနေတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ပုံမှန်ကစားပွဲပေါင်း90ကစားလာတဲ့လက်ဝဲသမားတယောက်က4ပိုင်း5ပွဲလောက်ရှုံးလာတဲ့ဒါတစ်သက်လုံးအရှုံးကြီးမဟုတ်ပါဘူးအဲ့တော့အားကစားဖြစ်တဲ့အတွက်ကစားတဲ့အခါမှာကျွန်တော်တို့ရှုံးလာနိုင်တာနှစ်ခုပဲရှိပါတယ်
အဲ့လိုတကယ်အရှုံးကနေမှကျွန်တော်တို့တကယ်ပြန်မလာနိုင်တော့ဘူးဆိုလို့ရှိရင်ဒါကတော့သူ့အနေနဲ့တကယ်ရှုံးသွားတာဖြစ်ပါတယ်ကျွန်တော်ရမ်းကြိုက်တဲ့လက်ဝဲသမားတယောက်လည်းရှိတယ်သူကလည်းခုနကလိုပဲပွဲပေါင်း90ကစားတယ်သူ၄ပွဲရှုံးတယ်ဒါပေမဲ့သူပြန်လာနိုင်ခဲ့တယ်အဲ့တော့ဒါသူ့အနေနဲ့ကျွန်တော်တို့ရဲ့ရင်မှတ်တွေရတာချန်ပီယံတယောက်ဖြစ်တယ်သူကတော့ကျွန်တော် Warren Buffett ရဲ့ဥပမာပါနော် Warren Buffett ကအများကြီးလည်းသိမှာပဲ investment မှာတကယ်ကိုဆရာတဆူဖြစ်တယ်သူ့ကိုယ်သူလည်းဒါကိုသူလက်ခံထားတယ်အဲ့ဒီမှာသူ investment တစ်ခုမှာမမျှော်လင့်မဲ့သူအကြီးကြီးရှုံးခဲ့ဘူးလေအဲ့လိုရှုံးခဲ့တဲ့အချိန်မှာသူ့ကိုယ်သူရောဝန်ခံမှုခတ်တယ်သူ့အိမ်ကဇနီးကိုရောသူဒီလိုမျိုးရှုံးသွားတယ်ဆိုတဲ့အကြောင်းကိုပြန်ပြီးတော့ဝန်ခံမှုရခက်ခဲနေကြတယ်အဲ့တော့ဒါဟာကျွန်တော်တို့ကကြီးမားတဲ့သင်ခန်းစာတစ်ခုပဲဖြစ်တယ်ကိုယ့်ရဲ့ယုံကြည်မှုကိုတစ်သက်လုံးကိုယ့်ရဲ့အတ္တကြီးနဲ့ဆွဲကင်ထားပြီးတော့ဒီအမှားကိုချက်ချင်းမပြင်ဆင်နိုင်ဘူးဆိုလို့ရှိရင်ပိုကြီးကျယ်တဲ့အမှားတွေပိုပြီးတော့ငွေကုန်ကြေးကျများတာတွေကျွန်တော်တို့ဖြစ်တတ်တယ်ဒါဆိုရင်ဒီပြဿနာကိုကျွန်တော်ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ဟာကိုကျွန်တော် framework လေးတစ်ခုပေးပါမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် AAR framework လို့ခေါ်ပါတယ် action after review ဖြစ်ပါတယ် action after review ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကိုလုပ်ပြီးသားအရာပေါ်မှာပြန်ပြီးတော့ဆန်းစစ်ဖို့လိုတယ်တကယ်တမ်းဆိုရင်ကျွန်တော်တို့ဘာဖြစ်တင်တာလဲတကယ်လက်တွေ့မှာကျွန်တော်တို့ဘာတွေဖြစ်သွားတာလဲအဲ့ဒီနှစ်ခုကြားထဲမှာဘာတွေကွာဟသွားခဲ့ရလဲဒါတွေကိုပြန်နဲ့သုံးသပ်ကြည့်ဖို့လိုအပ်ပါတယ်ဒီလိုသုံးသပ်ပြီးတဲ့အချိန်မှာဒီကွာဟသွားတဲ့အရာလေးကိုတေချာမှတ်ထားပါပြီးရင်နောက်တစ်ချိန်ကျွန်တော်တို့ဘာတွေပြန်ပြီးပြင်ဆင်ဖို့လိုမလဲဒါလေးကိုခင်ဗျာနောက်တစ်ချိန်ထပ်ပြီးမမားရအောင်စနစ်လေးတစ်ခုနဲ့ကိုမှတ်မိလွယ်တဲ့နေရာပါတေချာလေးလောက်ထားစေချင်ပါတယ်ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ကြောက်ရွံ့မှုကတော့လူတိုင်းရှိတယ်ဒါအမှန်တရားပဲလူတိုင်းကကြောက်တတ်ကြတာပဲကျွန်တော်တို့ဖရာယဟန္တာတွေကလွဲပြီးတော့လူတိုင်းကကြောက်တတ်တဲ့စိတ်ရှိကြတယ်အဲ့တော့ဒါကိုကျွန်တော်တို့အနေနဲ့ဘယ်လိုလက်ခံကင်တွယ်ဖြေရှင်းမလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ပဲဒါတွေကကွာခြားသွားကြတာပဲဖြစ်ပါတယ်ဒီကြောက်ရွံ့မှုကိုကောက်ဖို့ပဲကျွန်တော်တို့ကဘာလို့လဲဆိုရင်အရေးကြီးဆုံးကတတ္တိလို့တယ်တတ္တိဆိုတာ scale တစ်ခုဖြစ်တယ်တတ္တိဟာ talent တစ်ခုမဟုတ်ပါဘူးအဲ့တော့ scale ဆိုတဲ့အတွက်ခင်ဗျားတို့ဘာလုပ်လို့ရလဲဆိုရင်သင်ယူလို့ရတယ်လေ့ကျင့်လို့ရတယ်အဲ့တတ္တိဟာမွေးရပါကြီးချင်းတစ်ခုမဟုတ်ပါဘူးဒါကကျွန်တော်တို့သင်ယူလို့ရတဲ့ scale တစ်ခုပဲဖြစ်ပါတယ်အဲ့လိုသင်ယူပြီးရင်ကိုယ့်ရဲ့ကြောက်စိတ်ကိုဖော်ထုတ်ရပါမယ်ကိုကဘလို့ကြောက်မှုမျိုးဖြစ်နေရလဲရှေ့မှာကျွန်တော်ပြောခဲ့တဲ့ဆုံးရှုံးရမှာကိုကြောက်တာလားမှားမှာကိုကြောက်တာလားအဲ့ဒီနှစ်ခုကိုကိုယ်တိုင်တကယ်သိပြီဆိုလို့ရှိရင်ဒါကခင်ဗျားအတွက်အဲ့ဒီအမှားကိုကြောက်ရွံ့မှုကိုဖြေရှင်းဖို့အတွက်ပထမဆုံးခြေလှမ်းပဲဖြစ်တယ်အရေးကြီးဆုံးတစ်ခုကတော့ကျွန်တော်ကြာချုံမှုကနေကျွန်တော်ကိုယ်တိုင်သင်ခန်းစာယူဖို့အရေးကြီးတယ်ဒီကြာချုံမှုကနေပြီးတော့ကျွန်တော်တို့သင်ခန်းစာယူဖို့ရပြက်ကွက်ခဲ့မယ်မေးရောခဲ့မယ်ဆိုလို့ရှိရင်ဒါမှသာကျွန်တော်တို့ရဲ့တကယ်ကြာချုံမှုဖြစ်သွားပါပြီเนาะဒါကြောင့်မို့လို့ကျွန်တော်တို့ကတခုမှားမယ်ဆိုလို့ရှိရင်မှားမှာပဲကျွန်တော်တို့เนาะအဲ့ဒီအမှားကနေပြီးတော့ပြန်ပြီးတော့သင်ခန်းစာယူရမယ်ဒီကနေပြီးတော့ကျွန်တော်တို့တန်ဖိုးထားပြီးတော့လက်ဆန်နေသင်ယူရမယ်ဗီဒီယိုလေးရဒီတော့ပဲခင်ဗျားအတွက်ဒီဟာလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်ခင်ဗျားရဲ့မိတ်ဆွေတွေကိုလည်းပြန်လည်မျှဝေပေးဖို့ရမပေးပါနဲ့ဟုတ်ဒီလိုမျိုး business အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားခဲ့နိုင်ပါတယ်ကျွန်တော်ကတော့ကိုသားလုံးပါ AI နဲ့စီးပွားရေးနည်းပညာတွေကိုလက်တွေ့ကြမျှဝေပေးနေတယ်သင်ကြားပေးနေတဲ့သူတယောက်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်